မင်္ဂလာပါမြန်မာ Fitness ကကြိုဆိုပါရစေဒီချိန်လေးပါလေမောင်မယ်တယောက်ဖြစ်ဖို့အတွက်လိုအပ်ချက်ကတော့မိန်းကလေး9ပေတန်လက်မှာယောက်ျားလေး9ပေ4လက်မှရှိထားပါမယ်အသက်အရွယ်အနေနဲ့ကတော့18နှစ်ပြည့်ပြီးသူတိုင်းရှာလို့ရတယ်ပြည်ပလေချောင်းလိုက်နေအတွက်ကတော့22နှစ်တင်းပြည့်ထားမှရပါမယ်ပညာရည်ချင်းအနေနဲ့အထက်တန်းအောင်ပညာရည်ချင်းသို့မဟုတ်အထက်တန်းအောင်ပညာရည်ချင်းနဲ့ကိုက်ညီတဲ့အတိမတ်ပြုလက်မှတ်တစ်ခုခုရှိထားလို့ရှိရင်ရှောက်လို့ရပါပြီရေကူးကျွမ်းနေစရာမလိုပါဘူးရေမကြောက်တတ်ဖို့လိုပါတယ်ဘာသာစကားအနေနဲ့အင်္ဂလိပ်စာဘာသာစကားကိုအခြေခံတက်မြောက်ထားဖို့လိုအပ်ပါတယ်။တခြားဘာသာစကားတွေတက်မြောက်ထားရင်လည်းအားသာချက်တစ်ခုဖြစ်ပါတယ်။တတူအမာရွတ်တွေစိုးရိမ်တာမျိုးရှိရင် MFAS ချင်းနဲ့ဆက်လက်တိုင်ပင်လို့ရပါတယ်။ရဲ့အသက်အရွယ်ပညာရည်ချင်းကိုပေးထားမယ်ဆိုလို့ရှိရင်လည်းဘယ်လေကြောင်းလိုင်းတွေမှာရှောက်လို့ရမလဲဆိုတဲ့ဥစ္စာကိုပြန်ပြီးတော့ပြောပြပေးပါမယ်။လေးမောင်မဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ကြိုတင်ပြင်ဆင်ထားခြင်းတဲ့သူတွေအတွက်တနန်းကနေပြီးတော့မှလေမောင်မဲ့အလုပ်လျှောက်ဖို့အစအဆုံးပြင်ဆင်တာအင်တာဗျူးအဆင့်ဆင့်နဲ့အင်တာဗျူး techniques တွေနဲ့လိုအပ်တဲ့ကိုယ်ရည်ကိုယ်သွေးတွေအားလုံးကိုလေ့ကျင့်သင်ကြားပေးနေပါတယ်အားလုံးကိုလေ့ကျင့်ပေးဖို့အဆင်သင့်ရှိနေပါတယ်